အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ VO2 Pro slideshare သင်တန်းကိုကြိုဆိုပါရစေအဲ့တော့ကျွန်တော်ဒီအပတ်မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ slideshare lesson 7ကိုရရှိခဲ့ပြီဖြစ်ပါတယ်အဲ့တော့ဒီ lesson 7မှာသင်ယူမယ့်သင်ခန်းစာတော့ lesson 2ကိုဆွဲပြပေးမှာပါနော်အဲ့တော့ကျွန်တော်ဒီ definition ပုံလေးပဲထည့်ပေးရတယ်အဲ့တော့ဒီ definition ရဲ့definition ပုံကကျွန်တော်ဒီ video ရဲ့အောက်မှာပြင်ပြီးချပေးထားတယ်အဲ့ဒီပြင်မှာသွားပြီးတော့နိုင်ပါတယ်ယူပြီးတော့ဆွဲလို့ရပါတယ်အဲ့တော့ခေါင်းဆောင်နဲ့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရတဲ့ဆိုရင် subscribe လုပ်ဒီညနေvideo လေးကိုပြင်ထားပြီးတော့နောက်ကျန်တဲ့ video တွေလည်းစောင့်ကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးရေးပြီးစလိုက်ရအောင်အဲ့တော့ကျွန်တော်ဒီပုံလေးကတော့ကျွန်တော်ဆွဲထားတာပေါ့နော်ဆွဲထားတယ်ဆိုတော့ဒီမှာကပြောစရာတစ်ခုရှိတာကဒီမှာတကားပေါ့နော်ဒီတကားလေးနဲ့ဒီမှာရှိနေတဲ့လွယ်လေးနဲ့ကကျွန်တော်ပြောင်းထားတယ်ပေါ့နော်ဒါကကိုယ့်အကိုကြိုက်တယ်လို့လုပ်လို့ရတယ်ဒီအတိုင်းလေးကျွန်တော်တို့ကဆွဲလို့ရတယ်လို့ကျွန်တော်လုပ်ထားတဲ့ပုံစံမျိုးလေးလုပ်လို့ရတယ်နော်ဆိုတော့နော်အဲ့လိုလုပ်လို့ရတယ်โอเคကျွန်တော်စပြီးဆွဲလိုက်ရအောင်အဲ့တော့ကျွန်တော်ဒီပုံကိုဖြတ်လိုက်မယ်အဲ့တော့ဒီပုံကို slideshare ကိုဆွဲထည့်ပုံဆွဲထည့်နေယူတယ်ကျွန်တော်ပြောခဲ့ပြီးပြီသူမသိသေးတဲ့သူတွေကတော့အရှိ lesson မှာသွားပြီးတော့ကြည့်ပြီးတော့ထည့်လို့ရပါတယ်ထည့်ပုံထည့်နေတော့ကျွန်တော်မပြောပြတော့ဘူးအဲ့တော့အခုမှဒီဗီဒီယိုစကြည့်တယ်ဆိုလို့ရှိရင်လည်း lesson 1ကနေသွားကြည့်ပါလို့ပြောချင်ပါတယ်ဒါမှပဲကျွန်တော် slideshare ကိုကောင်းကောင်းသုံးပြတတ်မှာပါ okay အဲ့တော့ဒီမှာပြထားတဲ့ dimension ကကြတော့ centimeter တွေနဲ့ပြထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ centimeter ပြောင်းထားဖို့လိုပါတယ် centimeter ပြောင်းဖို့ပြောင်းနည်းကိုလည်းကျွန်တော်အရှိ lesson တွေမှာသင်ပေးခဲ့ပြီးအဲ့တော့ကျွန်တော်ပြောင်းမပြတော့ဘူးเนาะအဲ့တော့အားလုံး ready ဖြစ်ပြီးကိုစလိုက်ရအောင်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဒီဘက်ကကျွန်တော်တို့က40 cm ဒီဘက်က46 cm အဲ့တော့ပေါင်းခြင်းက100ပေါ့เนาะအဲ့တော့ကျွန်တော်က100 cm ကိုဆွဲချမယ်ကျွန်တော် ruler လေးအရင်ခေါ်မယ်100ဟုတ်ပြီเนาะပြီးတော့သူကဒီမှာ length ကိုသူကမပြထားဘူးအဲ့တော့ကျွန်တော်တို့ကအဲ့ဒီ length ကိုကိုယ့်စိတ်ကြိုက်ကိုယ့်ဆွဲလိုက်မယ်ဟုတ်600ထားလိုက်မယ်6ပေါ့နော်60 cm ထားလိုက်မယ်โอเคပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ40 cm ထားလိုက်မယ်เนาะဒီ40 cm ဒီဘက်မှာ60ဟုတ်ပြီเนาะအဲ့တော့အရင်ဆုံးကျွန်တော်တို့ဘာဆွဲမလဲဆိုလို့ရှိရင်ဒီဘက်ကဟာကိုစဆွဲမယ်အမြင့်ကကျတော့180 cm လို့ပြောထားတယ်เนาะအဲ့တော့ဟုတ်ပြီဒီမှာကျွန်တော်တို့ vertical tool လေးနဲ့4000ခွက်လေးအရင်ဆွဲမယ်โอเคပြီးလို့ရှိရင်ဒီဘက်ကလေးနှိပ် right click make group နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ပို့တူးလေးနဲ့ပေါ်ဆွဲတင်မယ်အဲ့တော့ဘယ်လောက်ဆွဲမှလဲဆိုလို့ရှိရင်180 cm เนาะဒါဆိုရင်ဒီမျိုးလေးရပြီအဲ့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီရဲ့ဘောင်ပေါ့နော်ဒီတစ်သားဘောင်ကိုကျွန်တော်တို့ကဘယ်လောက်ထားမလဲဆိုလို့ရှိရင်2 cm ထားမယ်เนาะ2 cm ပြီးပတ်ပတ်လေ2 cm ပဲเนาะပြီးအောက်ကနေလည်း2 cm ပဲရမယ်เนาะအဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ group လေးကိုဝင်မယ်တပတ်လေးနှိပ်နေပြီးလို့ရှိရင် line 2လေးပြောင်းမယ်ပြီးရင်ဒီမှာကျွန်တော်တို့ကဒီလိုမျိုးသွားပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ line 2နဲ့သွားပြီးတော့သုံးလို့ရတယ်လို့ကျွန်တော်တို့ဒီမှာ offset 2နဲ့လည်းကျွန်တော်ဆွဲပြီးတော့ကြုံလို့ရတယ်เนาะဒါတွေကကျွန်တော်ပြောခဲ့ပြီးပြီဆိုတော့ okay ဟုတ်ပြီနောက်က2 cm ဖြစ်တဲ့အတွက်ကျွန်တော်ဒီအနောက်ကအပိတ်ကိုပေါ့နော်ဒီဒုကိုကျွန်တော်2 cm ထားရမယ်အဲ့တော့ခုနကကျွန်တော်တို့ကဟိုကို60 cm ထားတာပေါ့နော်အဲ့တော့ကျွန်တော်က2 cm နှုတ်ရဲဆိုတော့58 cm ထားရမယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီအနောက်ကဒုကဟိုဖြစ်သွားပြီ2 cm ကျန်ခဲ့ပြီပေါ့နော်အဲ့တော့ဒီမှာသူ့ရဲ့အကန့်လေးတွေရှိတယ်ပေါ့နော်ကျွန်တော်ဒီဘက်အချမ်းကိုပြီးအောင်ရင်ဆွဲမယ်အပေါ်ကနေပြီးတော့သူကဒီမှာ18 cm ပြထားတယ်ပေါ့နော်ဆိုတော့18နဲ့18နဲ့မှားမယ်ပေါ့နော်သူက18 cm အဲ့တော့18 cm ပြီးလို့ရှိရင်အောက်ဒီဟာအကန့်လေးပေါ့28 cm ပေါ့28 cm နော်28 cm
28နော်တကယ်လို့28မထားချင်ဘူးကိုယ်စိတ်ကြိုက်ကိုထားချင်တယ်ဆိုရင်လည်းထားလို့ရပါတယ်ပေါ့နော်ဆိုတော့ okay ဒါဆိုရင်ရပြီနော်ကျွန်တော်ဒီမှာကြတော့ဟိုဒီမှာကဟိုထင်တယ်ဟိုမကိုက်တော့ဘူးပေါ့နော်မကိုက်ဘူးဆိုတော့ကျွန်တော်ဒါကိုဆိုတော့ဒီတိုင်းပဲထားလိုက်မှာပေါ့နော်ဆိုတော့ဒီတိုင်းပဲထားမယ် okay ဒါဆိုရင်ရပြီပေါ့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာထပ်လုပ်ရမလဲဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်ဒီဘက်ကကောင်းတာလေးထပ်ဆွဲရမယ်အဲ့တော့သူက85စင်တီမီတာအမြင့်လို့ပြောထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်ဘေးကိုသွားမယ်ဒီထဲကို85စင်တီမီတာရိုက်ထည့်လိုက်ဒါဆိုရင်သူ့ရဲ့အမြင့်ပေါ့နော်ဆိုတော့85စင်တီမီတာဆိုတာဒီအောက်ကဒုပါပြီးသားပေါ့နော်ဒီအောက်မှာတော့ဟိုလေးရှိတယ်ပေါ့နော်ချိုက်နေတဲ့ဒုလေးရှိပြီးတယ်အဲ့ဒုပါမှာ85စင်တီမီတာနော်အဲ့တော့ကျွန်တော်တို့က85စင်တီမီတာမလုပ်တော့ဘဲနဲ့ကျွန်တော်တို့က60စင်တီမီတာပဲထားလိုက်မယ်နော်60စင်တီမီတာပဲထားမှာဟုတ်တယ်60စင်တီမီတာပဲကျွန်တော်ထားလိုက်မယ်နော်60စင်တီမီတာပဲထားမယ်ပြီးလို့ရှိရင်ကျွန်တော်မှာ line 2လေးနဲ့ဆွဲမယ်နော် line 2ဆွဲတဲ့နေရာမှာလည်းနော်မှန်ဖို့လိုတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကို64စင်တီမီတာဆွဲထုတ်မယ် okay နော်ဒါဆိုလို့ရှိရင်သူ့ရဲ့ဒီမှာပုံစံလေးကျလာပြီဟုတ်မနော်ဆိုတော့ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာထပ်လုပ်ရမလဲဆိုလို့ရှိရင်ဒီမှာ2စင်တီမီတာပြန်ချမယ်ဒီ line လေးနဲ့ပေါ့နော်ဒီ line လေးနဲ့ချမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာသူ့ရဲ့ပုံစံမျိုးပဲကျွန်တော်ပြန်သွားမယ်ဒီဘက်မှာတော့အကန့်လေးရှိပြီးနော်အဲ့ဒါတော့ကိုယ်စိတ်ကြိုက်ကိုယ့်အကူထားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘယ်လောက်ထားမလဲဆိုတော့ဒီက46စင်တီမီတာဆိုတော့ကျွန်တော်14စင်တီမီတာထားလိုက်မယ်14စင်တီမီတာဆိုသေးတယ်16စင်တီမီတာထားမယ်โอเคဒါဆိုရပြီပြီးလို့ရှိရင်ကျွန်တော်lineပြီးဒါကိုခုနကျွန်တော်ပြောလို့ဒါကို offset 2လေးနဲ့ကျွန်တော်ပြန်သွားမယ်2စင်တီမီတာနော်ဒါကြောင့်တစ်မျိုးလေးပေါ့နော်လို့ရှိရင်ကျွန်တော်ဒီဘက်မှာ line ဆွဲချမယ်လို့ရှိရင်ဒီဘက်ကို2စင်တီမီတာထားမယ်ပြီးရင်ကျွန်တော်ထပ်ပြီးတော့ line ထပ်ဆွဲမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်အနောက်ကိုပြန်ပြီးတော့တွန်းထုတ်မယ်58စင်တီမီတာပြီးရင်ဒီကောင်လည်းကျွန်တော်ပုတ်တူလေးနှစ်ချက်နှိပ်လိုက်ဝင်သွားပြီပေါ့နော်ဆိုတော့ဒီမှာဟိုရတယ်အဲ့တော့ဒီဘက်မှာကျတော့ကျွန်တော်တို့ကနှစ်ထပ်ဖြစ်သွားပြီပေါ့နော်နှစ်ထပ်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီဘက်ကိုဖြတ်ထုတ်လိုက်နော်ဒါဆိုလို့ရှိရင်တစ်ခန့်နေဖြစ်သွားပြီရမယ်နော်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့ဗာဆက်လုပ်ရမလဲဆိုလို့ရှိရင်အကန့်လေးတွေထည့်မယ်ပေါ့နော်အကန့်လေးတွေထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ reticular 2ကိုရွေးပြီးတော့ဒီမှာဆွဲလိုက်နော်ဒေါင်းရောက်ပြီဆိုလို့ရှိရင်ကျွန်တော်2စင်တီမီတာလေးရိုက်ထည့်လိုက်နော်ဒါဆိုလို့ရှိရင်တော့အကွက်ကလေး2စင်တီမီတာကြာပြီတပည့်ကလေးနှိပ် make group နော်ပြီးရင်ကျွန်တော်တို့ပုတ်တူးလေးနဲ့ဆွဲမယ်ဒီအဆုံးမှာ delete နှိပ်လိုက်ဒါဆိုလို့ရှိရင်သူကဒီမှာအကန့်လေးရသွားပြီအဲ့တော့ကျွန်တော်တို့ကသူ့ကို copy ကူးမယ်ပေါ့နော်အဲ့တော့ copy ကူးမယ်ဆိုရင်မူတူးလေးကိုပြောင်းမယ် control လေးတစ်ချက်နှိပ်လိုက်ပါလာပြီဒီအားရောက်ရင်လွတ်လိုက်ဟုတ်ပြီနော်ဆိုတော့လွတ်လိုက်ပြီးလွတ်လိုက်โอเคဒါဆိုလို့ရှိရင်ကျွန်တော်အကန့်လေးရသွားပြီရမယ်နော်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာလည်းအဲ့တိုင်းပဲအဲ့တော့ဒီဥစ္စာကိုကြတော့ကျွန်တော်တို့ကစန်တာယူလိုက်မယ်ပေါ့နော်စန်တာယူလိုက်မယ်ကျွန်တော်ဒီမှာချက်တိုင်းကြည့်မယ်ဘယ်လောက်လဲဆိုတော့56စင်တီမီတာဆိုတော့ကျွန်တော်တို့က28စင်တီမီတာထားလိုက်ဒါဆိုလို့ရှိရင်သူကစန်တာပေါ့နော်ဒီပုံးရင်စန်တာမှာအဲ့တော့ကျွန်တော်တို့ခုနပြောလို့ပဲ2တောင်းကနေဆွဲမယ်ရောက်ပြီဆိုလို့ရှိရင်2ရိုက်လိုက်ဒါဆိုရင်ရပြီ right click make group ပြီးရင်ပူတူလေးနဲ့ဆွဲမယ်အဲ့တော့ကျွန်တော်ကဒီကောင်းကိုအဆုံးဆွဲလို့မရဘူးပေါ့နော်ဒါပေမဲ့အဆုံးခဏဆွဲထားမယ်ပြီးမှကျွန်တော်တို့ပြန်ပြောင်းမယ်ပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့တော့ဒီဟာလေးကိုကျွန်တော်တို့က2စင်တီမီတာပြန်သွင်းထားမယ်ပေါ့ဆိုတော့တကားလာအောင်ပါဘူးနော်2စင်တီမီတာနော်ဆိုတော့ဒီအဆင့်ထိရပြီထင်တယ်
အဲ့တော့ကျွန်တော်ရှင်းပြနေတာမရှင်းတာရှိတာနားမလည်တာရှိတယ်ဆိုရင်ကျွန်တော်ရဲ့ comment box မှာမေးထားခဲ့လို့ရပါတယ်ကျွန်တော်ပြန်ဖြေချပေးပါမယ်အဲ့တော့ okay ဒါဆိုရင်ကျွန်တော်ဒီမှာဒီမြင်းတွေပေါ့နော်ဒီမြင်းတွေကိုကျွန်တော်ဖြတ်မယ် eraser tool လေးနဲ့ဖြတ်ချလိုက်နော်မြင်းနေရဆိုရှုပ်နေလို့နော်ဆိုတော့ဒီလိုဖြတ်မရဘူးဆိုတာက group ဖွဲ့ထားလို့ group ရဲ့ဝင်ပြီးဖြတ်ရမယ်နော်ဒါဆိုလို့ရှိရင်မြင်းတွေပျောက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအနောက်ကအခုံးကိုထပ်ပြီးတော့လောက်ရမယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ဒီရဲ့ဥစ္စာ100 cm တဲ့ပေါ့နော်100 cm ဆိုတော့ကျွန်တော်တို့ဒီမှာ100 cm ရိုက်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ဒီမှာဟုတ်ပြီနော်အဲ့တော့100 cm ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာဒီအနောက်ကနေပြီးတော့လေကျွန်တော်တို့ကဘယ်လောက်ထားမလဲ1 cm ခြံထားခဲ့နော်ဆိုတော့1 cm ခြံထားခဲ့မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဘက်ကိုကြတော့2 cm ပြန်ဆွဲချလိုက်ပါနော်1 cm ထားမယ်ပြီးရင်ကျွန်တော်တို့2 cm ပြန်ထားမယ်ဘာလဲဆိုတော့ဒီမှာဒီဘက်ကိုကျွန်တော်ထုတ်ရမှာပါနော်အဲ့တော့ထုတ်မယ်ဆိုလို့ရှိရင် reticular tool လေးreticle tool လေးကိုရွေးပြီးတော့ဒီမှာဒီဥစ္စာမှာဆုံးဆွဲကြည့်လိုက်နော်ဒီမှာရပြီရပြီဆိုလို့ရှိရင်တပည့်ကလေး make group ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကိုဆွဲချမယ်ပူတူလေးနဲ့အဲ့တော့ကျွန်တော်တို့ကဒီမှာဘယ်လောက်ထားမလဲပေါ့နော်သူကဒီမှာ scale တော့မပါဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လောက်ထားမလဲဆိုရင်ကျွန်တော်နည်းနည်းချိန်ကြည့်လိုက်မယ်ဆိုတော့ကျွန်တော်18 cm ထားလိုက်မယ်နော်18 cm ထားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုပြန်ပြီးတော့တွန်းထည့်လိုက်မယ်โอเคနော်ဒါဆိုရင်ရမယ်တဲ့ဒါပေမဲ့နည်းနည်းတော့ကြုံသွားလို့ခံစားရတယ်နော်ဒီမှာကျွန်တော်တို့ကစကေးတိတ်မကြဘူးဒီမှာဒေါ်ရင်ပေးထားတဲ့စကေးနဲ့တိတ်မကြဘူးဖြစ်နေတယ်အဲ့တော့ဒါမဲ့ဒီလောက်ပဲထားမယ်ပေါ့နော်ရပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲပြီးလို့ရှိရင်သူကဒီအခုံးပေါ့နော်အခုံးကအောက်ကနေ85 cm ကျွန်တော်တင်လိုက်မယ်85 cm 85 cm ဆိုဒီအခုံးကျွန်တော်ဒီဥစ္စာဒီအပေါ်ကျန်တဲ့ဟာကိုခုံးမယ်ပေါ့နော်ခုံးမယ်ဆိုလို့ရှိရင်2.8 နဲ့ခုံးမယ်ဒီထောက်မှာချမယ်ပြီးရင်ဒီဘက်ထောက်မှာလာဆုံးမယ်ပြီးရင်ကျွန်တော်တို့ကနည်းနည်းလေးခုံးလေးကိုကြည့်မယ်ရောက်ဆိုရပြီအဲ့တော့တိတ်ပြီးတော့ဟိုကမဖြစ်ဘူးပေါ့နော်ဒီပုံနဲ့တိတ်မတူသလိုခံစားရတယ်ဒါဆိုရင်သိကြတယ်ဒေါ်ရင်ကမှားနေတယ်အဲ့တော့ဒီအောင်လေးကိုဖြတ်လိုက်မယ်အဲ့တော့ကျွန်တော်100 cm မထားတော့ဘူးပေါ့နော်85မထားတော့ဘူး60ပဲထားလိုက်မယ်နော်60ထားပြီးတော့ခုနကတော့ဒီကနေပြီးတော့ပြန်ဆွဲမယ်ဒီမှာအပြာလေးပြပြီးလွတ်လိုက်တော့အဲ့တော့ကျွန်တော်ဒီမှာအထစ်တွေဖြစ်နေတယ်ပေါ့နော်အထစ်တွေဖြစ်နေတော့ smooth ဖြစ်အောင်100ပြောင်းလိုက်မယ်โอเคဒါဆိုလို့ရှိရင်သူကအနားလေးညီသွားပြီပေါ့နော်ပြီးရင်ပုတူလေးနဲ့တွန်းထုတ်လိုက်ဒါဆိုပြတ်သွားတယ်โอเคရမယ်ထင်တယ်အဲ့တော့ဒီမှာထပ်ပြောချင်တာကဒီမှာကဟောပါနော်ဒီမှာကျွန်တော်တို့ပုတူနဲ့တွန်းလိုက်တာဖြစ်တဲ့အတွက်ဒီမှာအထစ်တွေဖြစ်ကုန်ပြီအဲ့တော့အဲ့ထစ်တွေကိုဖျောက်လို့ရတယ်ပေါ့နော်ဘယ်လိုဖျောက်လဲဆိုလို့ရှိရင်ကျွန်တော်တပည့်လေးနှိပ်လိုက်ဒီလိုအပြာဆက်လက်လေးဝင်သွားပြီဆိုရင် right gate ထောက်ပြီးလို့ရှိရင် short term smooth issue နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီမှာတော့လုံးဝ smooth ပြောက်သွားပါ smooth ဖြစ်သွားပြီနော် okay ဒါဆိုရင်ဒီအဆင့်ထိရမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ဟိုအဖြစ်မယ်ပေါ့နော်ဆိုတော့ဒီမှာပေါ့နော်သူပြထားတဲ့ကျွန်တော်ကဒီမှာသူကဟိုမပြတာဘူးပေါ့နော်စကေးကဒီဘက်မှာမကြဘူးနော်သူလမ်းကိုမပြထားဘူးကျွန်တော်တို့ဆွဲတဲ့ဟာနည်းနည်းလေးပုံးကကြီးနေတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါပေမဲ့ရတယ်ကိစ္စမရှိဘူးပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘာထပ်လုပ်မလဲဆိုတော့အနောက်မှာတိုင်လေးတွေပါတယ်ပေါ့နော်ဒီမှာတိုင်ကလေးပါတယ်အဲ့တိုင်လေးကျွန်တော်ဆွဲရမယ်အဲ့တော့ဆွဲမယ်ဆိုတော့ကျွန်တော်အခုနောက်မှာကျွန်တော်10ချန်ထားတယ်ပေါ့နော်အဲ့တော့ဘယ်လောက်ချားမှာလဲပေါ့နော်ဘယ်လောက်ချားမလဲဆိုတော့ကျွန်တော်20 cm ချားမယ်20sorry 2 cm ချားမယ်2ပြီးရင်ဒီဘက်မှာလည်း2ပဲเนาะဒါဆိုရင်လောက်ဆိုရပြီပြီးလို့ရှိရင်ကျွန်တော်တို့